တွန်းလိုက်တဲ့ခါဒီမှာလေ ဟုတ်ကဲ့ ဒီဘက်ကဒလားမှာပဲလေကိုတင်းနေကြရမှာဒီပေါ့ပြည်ရင်းအောင်ဟိုမင်းသားကြီးကိုတော်တော်လေးဝေဖန်တာရှိတယ်ဘောမကြီးဒါမှမဟုတ်လည်းပါ ဟုတ်တယ်ကျွန်းစောနန်တယ်တဲ့ ကျွန်းစောနန်တယ်ပေါ့ နံပါတ် ဘာမှပြောချင်လဲခင်ဗျာ ဘာမှမပြောချင်ဘူးလေဘာပြောစရာရှိတယ်အဲ့ဒါကြီးတိုင်းခေါင်းထောင်ကြည့်နေတော်ပြီအဲ့လောက်ပဲ โอเค ပြော အဲ့ဒီပွဲကို ကိုလို့ကိုလို့ ရကျန်းနဲ့လာပြီးတက်ဖြစ်တာလဲခင်ဗျအဲ့ဒါလေးလည်းမျှဝေပေးပါ ဘာလဲသာ ဒီနေ့ပွဲကိုဘယ်လိုရကျန်းနဲ့လာပြီးတက်ဖြစ်တာလဲ ဩနံပါတ်1ကကျွန်တော်တို့အခုလွတ်တော်ကိုယ်စားလှယ်ရွေးတယ်အများကြီးပဲမြန်မာတိုင်းနိုင်ငံလုံးပါတီကြည့်သလားတဲ့လူပုဂ္ဂိုလ်ကြည့်သလားတဲ့ကျွန်တော်တို့အကုန်ချစ်ရမှာကျွန်တော်တို့မမီတော့ဘူးမိရင်လည်းမိမှာပေါ့နော်ကျွန်တော်သားလေးကျွန်တော်အသေးလုံးမြီးလေးတွေသူတို့ကောင်းဖို့ကျွန်တော်လုပ်ပေးရမှာရောင်သွားလို့မရအောင်ပါတီကိုလည်းကြည့်ရမယ်လူပုဂ္ဂိုလ်လည်းကြည့်ရမယ်သူဒီဘလောက်ထိသူ့ background ကျွန်တော် DSA လိုက်တယ်လို့ပေါ့ background ပြန်ကြည့်ရအောင်ကောင်းမှရက်ွက်အကျိုးဘလောက်တန်ထမ်းဆောင်နိုင်လဲရွှေချွန်ထမ်းဆောင်နိုင်လားရသွားပြီဆိုလက်မကြည့်တော့မလာတော့ဘူးလက်သီးနဲ့တွေ့မယ်ရှင်းတယ်နော်ဒါကျွန်တော်ပေါ်တင်ပြောတာမုံရင်လည်းမုံချပဲသူချကိုချပဲ ဟိုလေအများအပြားကကြတော့ကိုယ်ကိုဓာတ်ရိုက်ထိလာမှာဆိုလို့ဒါခေါင်းရှောင်တယ်လို့ဒါတန်ကျိုးခွာတယ်ရှိတယ်ကိုယ်ကောင်ကတော့တောက်လျှောက်ဒီအသိမ်းမှာရက်တီတွေပြီးတော့မမအမှန်ကရက်တီနေတာဘာကြောင့်လဲ ရက်ဒီခင်ဗျားတို့လည်းအားလုံးဗုဒ္ဓဘာသာမြန်မာလူမျိုးတွေပဲဗျာနော်ခင်မွေး10ပါးသာလွယ်သိတာဒီတစ်ခွက်တိုက်တဲ့ဂျေဇုဟာမြတ်စွာဘုရားလက်ထက်ကနှုတ်နဲ့ပြောတာနော်ပန်းစွာဘုရားပြောတာကျွန်တော်ပြောတာမဟုတ်ခေါ်တာမဟုတ်ဘူးအဲ့ဒီခင်မွေး10ပါးကိုပြစ်မှားမိခင်မွေး10ပါးခိုင်းတင်တယ်အဲ့ဒီလိုပဲဒီဂျေဇုရှိရလို့ဆိုကားလို့ရမှာလားစစ်တပ်ဂျေဇုကျွန်တော်မှရှိတယ်လေကျွန်တော်စစ်တပ်ကိုပြောတာနော်ကိုလိုပေးတာပြာတီကိုပေးတာဒီစစ်တပ်ကတင်းရုပ်စစ်တင်းချမ်းကနေပြီးတော့မှကျွေးတဲ့ပေးတဲ့ပတ်စံနဲ့ BSC MSC နှစ်ဘွဲရအောင်လုပ်ခဲ့ရတာဒီစစ်တပ်ကျေးဇူးကျွန်တော်မေးလို့ရမှာလားစစ်တပ်ကောင်းတာမကောင်းတာကျွန်တော်မသိသို့တော့ဒီကျေးဇူးတရားကိုတော့ဆက်ဖို့ကျွန်တော်မှတာဝန်ရှိတယ်ဒီအတွက်ကြောင့်မလို့ပြည်ခိုင်မျိုးပဲရလာစစ်တပ်ကပဲလာတာပဲလေဒါကြောင့်မလို့ကျွန်တော်လိုက်ခဲ့တယ်ဒီမှာပါဝင်ရွေးကောက်မဲ့လူတွေကလည်းကောင်းကြတယ်မှန်တယ်ထင်လို့ထောက်ခံတယ်မှားရင်လည်းကြောက်တာပေါ့ကိုစိုက်တဲ့စပါးကိုရိတ်ရအဲ့ကြောင့်ထွက်မပြေးနဲ့ ဟိုအနုပညာရှင်တယောက်အနေနဲ့ပေါ့နော်ဒီကနေ့ကျွန်တော်တို့လမ်းမရောက်နေတဲ့လူငယ်လေးတွေကိုစကားလက်ဆောင်လေးပြောပေးပါအောင်ခင်ဗျာ စကားလက်ဆောင်ပြရရင်တော့မြန်သာကြီးပြေးကြမလို့ရလမ်းမရောက်နေတဲ့လူတို့အကွာမေးတာဒါတရားရုံးမှဆိုရင်တော့နမိတ်ပြမေးခွန်းခေါ်တာပေါ့ right မှားတာမှကျွန်တော်မဆိုင်သူကြိုက်လို့သူတို့တာလေကျွန်တော်မှဝေဖန်ပန်ခွင့်မရှိဘူးနေလာနှစ်ပါးကိုတော့သစ္စာဆိုထားတာဒါကြောင့်မလို့ပြောနေတာတခုပဲရှိတယ်ကျွန်တော်အင်မတန်ချစ်တယ်ကျွန်တော်အင်မတန်မျက်နှိုးတယ်ကျွန်တော်အင်မတန်လေးစားရတယ်ဆရာမကြီးတော့ပြောခဲ့ပြီးစကားလေးကိုပြောမှန်ငါနိုင်ငံဟုတ်ပြီနော်ဆိုးမဆိုးငါလူမျိုးနောက်ဆုံးကောင်းငါကောင်းဆောင်ပဲရှင်းတယ်နော်ရအဲ့လောက်ရပြီ ကျေးဇူးပါ thank you